setting ပါမယ်နော်ဒီဘက်က sum if နဲ့ count if sum if နဲ့ count if ကကြတော့သူကဘာကိုလုပ်ချင်တာလဲဆိုတော့သူကပေါင်းပြီးမယ်ပေါင်းပြီးဘာဖြစ်လာမလဲဟိုရေတွက်ပြီးမယ်ဆိုရင်ဘာဖြစ်လာလဲပေါ့နော်အဲ့လိုလေးတွေပေါ့နော်သူရဲ့သဘောတရားတွေကကျွန်တော်တို့ရဲ့နှိမ့်ချုပ်စည်းထားပါတော့နော်ဒီတိတ်မှာဒီ product တွေက laptop တို့ phone တို့ printer တို့ကဒီမောင်ကဒီမချီလာမှာဒီlaptop 12လုံး PC နဲ့ရှောင်းလိုက်တယ်အမြက်ကဒီ value ကဒီလောက်ရတယ်ဆိုတဲ့ဟာလေးနှိမ့်ချုပ်စည်းနေရှိတယ်ပေါ့နော်ခုကဒီနေ့ဟိုဒါ sum if တွေပေါ့လို့တယ်ဆိုတာအောက်မှာနမူနာလေးနှစ်ခုပြထားတယ်ကျွန်တော်တို့က phone အတွက်ဒီမျိုးစားတွေ product တွေထဲမှာဖုန်းအတွက်ပဲလို့ဖုန်းအတွက်ယူမယ် quantity ဘယ်လောက်လဲဒီအားလုံးသိကျင်တာကျွန်တော်တို့ကတရားကြအကုန်လုံးလုံးနေတာဟုတ်လုံးနေတာကိုတက်ဆွတ်ထုတ်ကျင်တာဆွတ်ထုတ်ပြီးဖုန်းအတွက် quantity ဘယ်နှခုလဲဆိုတာကိုသိကျင်တာလေနော်အဲ့တော့ဒီမှာဖုန်းကဒီမှာတစ်ခုဒီမှာတစ်ခုဒီမှာတစ်ခုနှစ်ခုဒီမှာတစ်ခုသုံးခုအဲ့ဒါမှဒီမှာ quantity တွေဟောဖြစ်နေတော့ကျောင်းနေတာပေါ့နော်အဲ့တော့တိတန်ခွဲထုတ်ပြီး quantity ကိုသိကျင်တယ်ဆိုရင်သူက sum it နဲ့သုံးတယ်ဘယ်လိုသုံးလဲဆိုတော့ဒီမှာကြည့်လိုက် sum it ကိုနော်သူထောက်ကြည့်လိုက်ရင်ဒီ product အကုန်လုံးယူတယ်ပြီးရင်ဒီဖုန်းဆိုရဲဟိုကိုရေးထားတဲ့ဟိုမျိုးစားကိုထောက်တယ်ပြီးရင် quality ရေးတဲ့ကိုပြန်ထောက်ပြီးတော့ဖြည့်ထုတ်လိုက်တယ်နော်အဲ့ဒါလေးကိုလက်တွေ့ပြမယ်နောက်ထုတ်ဒီဘက်မှာနောက်ထုတ်နေနော် sum if နဲ့လောက်တာနော် equal ကျွန်တော်ဒီဖုန်းကိုလုပ်တယ်နော်ကျွန်တော်ဒီဖုန်းကိုဆွဲထုတ်ခြင်းနဲ့ sum if sum if ဒီအောက်မှာပေါ်လာဆိုရင်တက်ခုံမယ်ကိုယ်စားလေး auto ပေါ်လာဆိုရင်ဒီ product ဆိုရက်အကုန်လုံးတွေကိုဟိုပါပေါ့ဒီ column တစ်ခုလုံးကို slash မလိုက်မယ်ဆိုဒီဘက်မှာဝင်သွားပြီပြီးရင် comma ကုတ်မယ်နော် comma လေးရိုက်လိုက်မယ်ပြီးရင်အခုကဘယ်အဲ့ထဲမှာမှကျွန်တော်တို့ဘယ်မျိုးဆက်လက်တော့ဒီဖုန်းနော်ဒီဖုန်းကိုဝင်သွားပြီပြီးရင် comma လေးထပ်ကုတ်မယ်ပြီးရင်ကျွန်တော်တို့ quantity ကိုသိကျင်တာဟုတ်ဒီ quantity သိကျင်တော့ဒီ quantity ဆိုတဲ့ column တစ်ခုလုံးကို select လုပ်လိုက်မယ်ဝင်သွားပြီပြီးရင်ဝင်ပိတ်လိုက်မယ်နော်ပြီးရင် enter နဲ့59နော်59ခုဖြစ်သွားတယ်အစမ်းပြီးဆိုတော့အရေးအတွက်စုစုပေါင်း quantity အရေးအတွက်စုစုပေါင်းဘယ်နှခုရောင်းလိုက်ရလဲဆိုတာဟိုဟာဖြစ်တာနော်အဲ့တော့ကျွန်တော်တို့လက်တွေ့ပေါင်းကြည့်လိုက်မယ်ဖုန်းဒီမှာ25လုံးရှိတယ်ဒီမှာလည်း12လုံးရှိတယ်ဆိုတော့39နော်ဒီအောက်မှာတော့20နဲ့ဆို59မှန်တယ်နော်အဲဆာယူနဲ့တော့အတူပေါင်းသွား revenue တွက်မယ် revenue ကလည်းအဲ့တိုင်းပဲခုနလိုပဲနော်နောက်လိုပဲဒီနောက်လောက်မှပြမယ်လေဒီနောက်လောက်မှပြလိုက်ပြီ equal sum if sum if အောက်မှာပေါ်လာပြီးတက်ခုံမယ်ခုနလေးပေါ်လာဆိုရင်သူရဲ့မျိုးစားပေါ့ဒီဖုန်းဒီကတော့မျိုးစားတွေကိုသိကျင်တာဆိုဒီကောင်ကို select မှတ်ပြီးမှတ်လိုက်ရင်သူ auto ဝင်သွားပြီပြီးရင် comma လေးကုတ်မယ်ပြီးတော့ဖုန်းမျိုးစားပြီးရင်မျိုးစားကိုတက်မှတ်လိုက်တာပေါ့နော်ဒီနေရာမှာဖုန်းမှမဟုတ်ဘူးဒီနေ့ desktop တို့ဟို printer တို့လည်းရတယ်ပြီးရင် comma လေးထပ်ကုတ်မယ်ပြီးရင်ကျွန်တော်ဒီကကြတော့ revenue လိုချင်တာဟုတ်အဲ့တော့ price လိုချင်လဲ price ကိုဆက်ထုတ်လိုက်လို့ရတယ် revenue လိုချင်တဲ့အတွက် revenue ကိုတစ်ခုလုံးလက်မှတ်လိုက်မယ်ဝင်သွားပြီဆိုရင်ကွင်းပိတ်လေးပိတ်လိုက်မယ်ပြီးရင် enter နေလိုက်နော်ဒါ revenue ဒီဘက် revenue တွက်ပြီးသွားနော်ဟုတ်ဒီကောင်တန်ဖို့ပေါ့နော်အမြတ်စုစုပေါင်းအမြတ်ဘယ်လောက်ကျသွားလဲဆိုတော့တွက်ပြီးသွားတာနော်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကျတော့ sum if ပြီးတော့ count if ဆိုတယ်နော်ဒီ sum ကခုနကတော့ပေါင်းခြင်းပေါ့နော်ဒီကတော့အဲ့ထက်မှာအရေးတွက်ကိုပဲကျွန်တော်တို့ကလိုချင်တာအဲ့တော့ count if နဲ့ sum count ကလည်းအဲ့တိုင်းပဲဖုန်းကိုမျိုးစားကိုဘယ်ဒီမျိုးစားထဲမှာဘယ်နှခါလောက်ဘယ်နှမျိုးဘယ်နှချိန်လောက်ရောင်းလိုက်ရလဲဆိုတဲ့ဟာတွက်ပြီးသွားနော်အဲ့တော့နမူနာပြမယ် equal count ifနော် count if ဆိုရင်တက်လေးခုံလိုက်မယ်ဟိုကွင်းစားလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီမျိုးစားတွေကိုဆွဲလိုက်မလိုက်မယ်အဲ့ဒါဝင်သွားပြီတက်ဝင်သွားပြီ comma ကုတ် comma ဒီဖုန်းမျိုးစားတဲ့ဖုန်းပြီး comma ပြီး comma ကုတ်ပြီးရင်ဒီတော့မဟုတ် comma ကုသမလို့တော့ဒီသူအရေးအတွက်ပဲ count if နဲ့ပဲတွက်တော့ဒီနှစ်ခုပဲအဲဆို enter နေလိုက်ရင်3ချိန်ဟုတ်တယ်နော်ဖုန်းက3ချိန်ပဲလေချိန်2ချိန်အဲ့ဒါကိုဆက်ထုတ်တယ်နော်အဲ့လိုပဲအဲ့ direct formula တွေကထည့်ပြီးသွားပြီဆိုတော့ဒီနေရာလေးတွေမှာကျွန်တော်တို့ကဟိုကြိုက်တဲ့ဟာပြောင်းလိုက်သူဖုန်းနေရာမှာဒီဟာနဲ့တော့ဒီဘက်ကစလုံးပေါင်းနေနေတော့တူပါပါအဲ့တော့မှာ desktop ဆိုပြီးပြောင်းကြည့်လိုက်မယ် SKDOP desktop အနားနေကြည့်လိုက်
ဟောပြောင်းသွားနော်ဒီပြပြောင်းသွားနော်ဒါဆိုလေဒီတော့ခုကြည့်ကြည့်နေဆိုရင်ဒီကတော့ဒီနေ့က printer လို့ပြောပြprinter ဒီပေါ်မှာ printer တစ်ချိန်ပဲပါတယ်တွေ့လားနော်ဟုတ်နော်အဲ့ဒါ printer တို့ပြောင်းကြည့်လိုက်အဲ့ဒါနဲ့ကြည့်လိုက်တစ်ချိန်ဖြစ်သွားတယ်တွေ့လားနော်ကောင်းနေတယ်နော်ဒီနေ့မှာ auto တွေပြောင်းပြင်လို့ရတယ်ဒီကတော့ laptop ခုနကတော့ phone ဆိုဒီက laptop ကြည့်မယ်လေးပြီး DOP အဲ့ဒါလေးလိုက်မယ် laptop 30 quantity 33ခုပေါင်းကြည့်လိုက်မယ်ကြားတယ် laptop ဒီမှာတစ်ခုရှိ21ခါအဲ့ကြီးလေးကိုရုံးရောက်ပြီလားကိုနောက် formula တစ်ခုကတော့ဒီနံပါတ်6ပေါ့နော်6ခုမြောက် formula တော့ကောက်နဲ့ counter ဆိုတဲ့ formula ပေါ့အဲ့နှစ်ခုရဲ့ကွာခြားချက်လေးပြချင်တာပေါ့နော်ဒီကနော်အဲ့တော့ product မှာဒီမျိုးစားတွေရှိတယ် laptop တို့ phone တို့ printer တို့ desktop တို့နော်အဲ့မှာသူ့ရဲ့ရေးတွက်တွေအတာရှိတယ်ဒါတော့နမူနာပြထားတဲ့ဇာတ်ကွက်ပေါ့အဲ့မှာကောက်ကဘယ်လိုလုပ်လဲဆိုတော့သူကကောက်ဆိုတဲ့ဟာကိုဒီရေးတွက်ကိုဘယ်နှခုရှိလဲဆိုတော့သူကပြချင်တာပေါ့နော်အဲ့တော့နော်ဒီအောက်မှာပြလိုက်မယ်နော်ဒီကောက်ဆိုရင် equal count ကောက် tablet ခုံလိုက်မယ်ဝင်စားခွင့်လေးပေါ်လာပြီဆိုရင်ဒီပေါ်ကကိုလိုချင်တဲ့ column တိုင်အောင်ပေါ့နော် slam လိုက်ပြီးရင်ခွင့်ပိတ်လေးပိတ်ပြီးမယ် enter နော်ကောက် computer ကိုရှိလဲဆိုရင်သူက0ပဲရှိတယ်နော်ဒီဘက်က product ကိုပဲသူကဆွဲတာနော် quantity ရေတော့ကိုဆွဲနေတယ်ဆိုရင်နော်ပြန်ပြီးတော့ပြမယ်နောက်တစ်ခုက count ကောက်ပြီးရင် tablet ခုံလိုက်မယ်ခွင့်စားလေးပေါ်လာပြီဆိုရင်ကိုဒီဘက်က quantity ရေတော့တွေကိုလိုချင်နေဆိုရင်အဲဒီ column ကို slam လိုက်ပြီးရင်ခွင့်ပိတ်ပြီး enter နေလိုက်အဲဒါဆို8ခုဒီမှာ8ခုဆိုတာလေးပေါ်လာနော်ဟုတ်လားဆိုမှန်တယ်ဆို1 2 3 4 5 6 9 8နော်8ခုအဲ့ဒါကိုသူကပြကြတယ်ကောက်ဆိုတာရေတော့ကိုနော်ရေတော့ကိုပြလိုက်တာနော်အဲ့တော့ counter COUNTA A လေးပါတယ် counter ကြတော့ဘယ်လိုတွက်လဲဆိုတော့နော် COU equal ထည့်ရမယ်နော် Excel formula တွေကအများနဲ့ equal ပါတယ်ပြီးမှနောက်ကကိုကြိုက်တဲ့ formula ကိုသတ်မှတ်ပြီးထည့်လို့ရတယ် COUNTA counter ဆိုရင် tablet ခုံလိုက်ခွင့်စားလေးပေါ်လာပြီဆိုရင်သူ့ရဲ့ဒီခုနလိုပဲကောက်လိုပဲဒီဘက်က product တွေ column ကိုသတ်မှတ်လိုက်ပြီးတော့ကွန်ပိတ်လေးပိတ်ပြီး enter နေလိုက်ရင်သူက8ခုဟုတ်တယ်နော်8ခုပြတယ်ခုနကတော့ဟိုကောက်မှာတော့0ပဲပြတယ်နော်သူကဒီဘက် quantity ကိုပဲတွက်တာကွာဒီ counter ကြတော့ဒီဘက်ကမျိုးစားတွက်တယ် quantity ကိုတွက်တယ်နှစ်ခုလုံးတွက်တာကိုပြောချင်တာနော်ဒီဘက်ကနောက်တစ်ခုဒီဘက် quantity ဘက်ကိုတွက်ပြမယ် equal COUNTA counter ခွင့်စားလေးပေါ်လာပြီဆိုရင်ဒီဘက် quantity ကိုထပ်ပြီးယူလိုက်မယ်ပြီးရင်ပိတ်ပြီး enter နေလိုက်8ခုနော်အဲ့တော့ဘာကွာတော့လဲဆိုတော့ count ဆိုရင်သူက quantity တစ်မျိုးတည်းကိုပဲသူက count လုပ်ပေးတာ8ခုဆိုပြီးတော့နော်ဒီဘက်က product မျိုးစားတွေဆိုရင်သူက0ပဲပြရမှာလုပ်ပေးနိုင်ဘူး counter ကြမှာဒီဘက်က product တွေမျိုးစားဘယ်နှခုလဲဆိုတော့ရေတွက်ကိုသူက count ရေတွက်ပေးရပေါ့နော်အဲ့နှစ်ခုဒါ count နဲ့ counter formula ရဲ့ကွာခြားမှုပေါ့နော်နောက်တစ်ခု today and now formula ဒါလေးကတော်တော်လေးသုံးဝင်ပြီးတော့သဘောကျကြလည်းကောင်းတယ်ဘယ်လိုလဲဆိုတော့ equal နဲ့ပဲပေါ့နော်အခုကျွန်တော်တို့ကစဉ်းစားတွေလုပ်မယ်ဟိုနှစ်ချုပ်စင်းတွေချုပ်မယ်ဆိုရင် date တွေ time တွေထည့်ပေးရတာကိုပဲချင်းပဲထည့်လို့တော့အဲ့တော့ equal လွယ်လွယ်လေးတော့ today ဆိုရင် today ပဲဒီနေ့ date လေးထည့်ခြင်းရက်စွဲလေးထည့်ခြင်း DODAY စလုံးသိနေရိုက်လဲသူက auto အောက်မှာစလုံးကြီးပြပေးတယ်အဲ့လေးကို select မဲ့လဲရတယ် tablet ခုံလိုက်နော်ခွင့်စားလေးပေါ်လာရင်ခွင့်ပိတ်လေးပဲပေးလိုက် today ဒီနေ့ဆို today ဒီနေ့ဆို10လ2025အဲ့ auto ဝင်သွားပြီနော်အဲ့အချိန်လေးမှာထည့်ခြင်းလေခုလက်ရှိ10:53ရောက်နေနော်အဲ့အချိန်လေးပါထည့်ခြင်းလေဆိုရင် equal no to now နော်အောက်မှာပေါ်လာပြီ tablet ခုံလာပြီးခွင့်ပိတ်လေးပဲပေးလိုက်ခွင့်သက်ခွင့်ပိတ်လေးပါပေးလိုက်နော်ပြီးရင် enter နေလိုက်အဲ့ဆိုရင် तू က now ဆိုရင်တော့ तू ကတိကျပြည့်စုံစုံပေါ့နော်ရက်စွဲရောအချိန်ရော10:53ဆိုတဲ့နေ့ရောက်ကြတာလေးပဲခါတဲ့ auto ဝင်နေ